ကိုယ့်ရဲ့လက်ထဲမှာ premium ဆန်တဲ့ခန်းစားချက်မျိုးရရှိစေမဲ့ titanium frame design ရမ်းမိမိုက်လွန်တဲ့ quality ကောင်းပြီးတော့ graphic လမ်းနဲ့ gain တွေကိုပဲဆော့မလားကိုယ့်ရဲ့လုပ်ငန်းထဲမှာပဲအထာကြကြနဲ့ခေါင်းနေအောင်ပဲကြိုင်မလားဘယ်လိုပဲဖြစ်ဖြစ်အကောင်းဆုံး performance ကိုသူကထုတ်ပေးနိုင်တယ်ဝေးဆုံးမှရှိနေတဲ့အရာတွေကိုတော့ကိုမျက်စိရှိရောက်နေတယ်လို့ဆွဲယူရိုက်ကူပေးနိုင်မယ် professional space zone camera စနစ်ရေဆိုလည်းခံမယ်အကြမ်းလည်းခံမယ်ထွက်ခဲ့ပြီးကြရဲဆိုရင်တော့ယနေ့ချိန်ထိလမ်းမကျသေးပဲနဲ့ကြမ်းမြကျန်းစဲဖြစ်နေစေပါပဲအဲ့ဒါကတော့ Samsung S24 Ultra ပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ဖုန်းကြောင်းလေးပြန်ပြီးဆက်လိုက်ရအောင်ပါဟုတ်ပါတယ် Samsung S24 Ultra ကိုအခုဆိုရင်ဟိုနိုခမြန်မာမှာဈေးအတန်ဆုံးဈေးနဲ့ရောင်းချပေးနေပါပြီဟိုနိုခမြန်မာမှာဖုန်းအပြင် laptop တွေလည်းရောင်းချပေးပါတယ်လာဝယ်သူတိုင်းအတွက်လည်းလက်ဆောင်အသီးသီးရှိတဲ့အပြင်ဝယ်ယူပြီးတစ်လအတွင်းအဲ့ဒါတစ်စုံတစ်ရာဖြစ်လာပါကလည်းအပြည့်အဝတာဝန်ပြန်ယူပေးပါတယ်ခင်ဗျာဒါအပြင်မြန်မာဝန်ထမ်းတွေနဲ့ပဲဓာတ်ရိုက်ပြောဆိုဝယ်ယူရမှာဖြစ်တဲ့အတွက်ဂျပန်စကားမကျွမ်းတဲ့ဖုန်းအကြောင်းကိုအာမနာတန်စိတ်ကြိုက်မေးမြန်းဝယ်ယူလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ creation အငေါင်းကျော်ပဲဖြစ်ပါတယ်